အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ပြောင်းဆွေးနွေးပေးမယ့်ဒါစီရေးရှင်တွေအနေနဲ့ကခုလက်ရှိဖြစ်နေတဲ့ဒါရုရှားယူကရိန်းစီရေးရှင်ဒါမြင့်လာဖြစ်တဲ့အတွက်ဒီရှင်တွေပေါ်မှာမူတည်ပြီးတော့ဒါတစ်ဖက်ကလည်းဒါတရုတ်နိုင်ငံအနေနဲ့ပေါ့ဒါရလာတဲ့အခွင့်အရေးတွေကိုဒါဘယ်လိုလှုပ်ဆောင်လာလဲပေါ့တရုတ်ရဲ့ဒါဒီတဖြည်းဖြည်းဒါလှုပ်ဆောင်နေတဲ့ဒီအရွေးတစ်ခုပေါ့ဒါနဲ့ပတ်သက်ပြီးအနေနဲ့ပြောင်းဆွေးနွေးပေးတော့ဒါအခုလက်ရှိဒါဒီဘက်အတွင်းမှာရုရှားယူကရိန်းစစ်ကဒါအရှင်တွေပိုပြင်းထန်လာစီရေးရှင်လည်းမြင့်လာဖြစ်တဲ့အတွက်တစ်ဖက်ကဒါတရုတ်နိုင်ငံအနေနဲ့ကလည်းဒါအခုဒီထိုင်ဝမ်နေမှာပေါ့ဒါတရုတ်တောင်တရုတ်ပင်လယ်နဲ့ပြင်ပင်လယ်ဝါဒေသမှာဆိုရင်ဒါသူရဲ့ဒီလေယာဉ်တင်သင်္ဘော2စင်းအပါအဝင်ဒါစစ်သင်္ဘောပေါင်း90ကျော်လောက်ကိုဒါတက်ပြန်ထားတာပေါ့ဒါနဲ့ပတ်သက်ပြီးတစ်ဖက်ကဒါဒီထိုင်ဝမ်အနေနဲ့ကလည်းဒါသတိထားစောင့်ကြည့်နေတယ်ဆိုပြီးတော့ဒီနေ့ပြောထားရှိအောင်ပြောချင်တာတရုတ်အနေနဲ့ပေါ့အခုဒီလက်ရှိဒါလှုပ်ဆောင်ပေါ့ဒါတက်ပြတ်မှုတွေလုပ်တယ်ဒါသူအနေနဲ့ဘာကြောင့်လဲဆိုတော့ဒါသူရဲ့အဓိကလုံခြုံရေးပေါ့လုံခြုံရေးပါအောင်ပြီးဒီအမေရိကန်နဲ့နောက်ဥရောပနိုင်ငံတွေရဲ့ဒါမဟာဗျူဟာကြတယ်ဒီ Pacific ဒေသရဲ့ရေးပါတယ်ပေါ့အခုဒီ Okinawa ကျွန်းရဲ့ပြီးဒီ Taiwan နဲ့ဒါဖိလစ်ပိုင်ကိုချိတ်ဆက်ထားတဲ့ဒီပထမကျွန်းစင်တန်းပေါ့ဒီကျွန်းစင်တန်းကိုဒါဒီခုဒီတရုတ်နိုင်ငံအနေနဲ့ဟောဒီပြီးရင်ဒီအမေရိကန်ဟောဒါနိုင်ငံလုံးကဒါဂျိုပန်သိမ့်ပိုက်ဖို့ဂျိုပန်နေတာကိုတွေ့နေရတာဒီဆက်ကြောင့်လည်းဒါတရုတ်ကဒါဒီသူ့အနေနဲ့ဒါဒီထိုင်ဝမ်နီးမှာပေါ့ဒါတောင်တရုတ်ပြည်နယ်မှာအခုလက်ရှိလှုပ်ဆောင်မှုတွေကိုပို့ပြီးတော့တူလှုပ်ဆောင်လာတာတွေ့နေရတာပြောချင်တာဒီတစ်ဖက်ကထိုင်ဝမ်ပေါ့ထိုင်ဝမ်နေတဲ့ကကြောင့်ဒါအမေရိကန်နဲ့ဒါဒီနိုင်ငံတကာဆက်ဆံရေးအရပို့ပြီးတော့ဒါရင်းနှီးမှုရှိတာဒါအမေရိကန်လူမူဝါဒအရာဆိုရင်ဒီ First Island Chain ဆိုတဲ့ဒီခုမူဝါဒအကြောင်းပဲဒါဒီအမေရိကန်ကဒါထိုင်ဝမ်ကိုဒါလိုချင်တဲ့အပိုင်းပေါ့ပြောချင်တာဒီတရုတ်နဲ့အမေရိကန်တွေကဒါဒီမဟာဗျူဟာရဲ့ဒီရေးပါတယ်ဒါပထမကျွန်းစင်တဲ့ကိုဒါနိုင်ငံလုံးကဒါမျက်စိကြားလာတဲ့အခြေအနေဖြစ်တာဒါတရုတ်နိုင်ငံအနေနဲ့ကတစ်ဖက်ကကြည့်မယ်ဆိုရင်ဒီခုထိုင်ဝမ်ကိုဒါဒီပြည်မာကြီးတွေကိုဒါဆွဲသွင်းခြင်းနေတဲ့အခြေအနေပေါ့ဒီအခြေအနေကြောင့်ပဲဒါဒီခုတရုတ်ကဒါခုလက်ရှိနေထားမှာဆိုရင်ဒါဒီထိုင်ဝမ်ကိုဒါပို့ပြီးတော့ဒါနေနေကက်ကဈေးတုံ့ပြန်မှုတွေလှုပ်ဆောင်လာတာဒီလှုပ်ဆောင်လာမှုအခြေအနေတွေကြောင့်ပဲဒါခုအမေရိကန်အနေနဲ့ဒါဒီနောက်ဥရောပနိုင်ငံတွေအားလုံးပေါ့နိုင်ငံတွေအားလုံးကဒါဒီတရုတ်နဲ့ပတ်သက်ပြီးတော့ဒါတောင်တရုတ်ပင်လယ်ကြီးမှာဒါထိပ်တိုက်တွေ့ဆုံမှုတွေပို့ပြီးတော့ဒါနေရာမှာခက်စိတ်စိတ်ဖြစ်လာဒီခုလက်ရှိထိုင်ဝမ်နေကဒီစီးပွားရေးကဏ္ဍအရာပေါ့ဒါဒီပိုင်းလေကူပစ္စည်းထုတ်လုပ်မှုအပိုင်းမှာဆိုရင်ဒါဒီဝါစီဘောကဏ္ဍပေါင်းစုံပေါ့ဒါဒီတော်များများဟိုဒါထိုးပေါက်ထားဖြစ်တဲ့အတွက်ဒါတရုတ်အနေနဲ့ဒီခုထိုင်ဝမ်ကိုသိမ်းမယ်ဆိုရင်ဒါသူဘာကျိုးဆက်ဖြစ်လာနိုင်လဲဆိုရင်ဒီခုစီးပွားရေးကဏ္ဍအရာဆိုရင်ဒါအမေရိကန်ကိုလုံးဝဒါရှင်းလာနိုင်တယ်ပေါ့ပြောချင်တာဒီအမေရိကန်အတွက်ဒါတရုတ်ရဲ့ဒီခုစီးပွားရေးကုန်သွယ်စစ်မှာဆိုရင်ဒါဒီထိုင်ဝမ်ကိုသိမ်းမယ်ဆိုရင်အဓိကဒါတရုတ်ဥဆောင်လာနိုင်မှာဖြစ်တာပေါ့အမှားဘူးဒါဒီတရုတ်ကဒီချက်တွေကိုဒါဒီအဓိကထားပြီးတော့ဒါသူ့ရဲ့ဒီ One China policy မူဝါဒအရာအောင်ဒါဒီထိုင်ဝမ်ကိုသိမ်းကြတာဖြစ်တယ်ပြီးရင်ဒါအမေရိကန်ကိုလည်းဒါစီးပွားရေးရဒါဒီသူ့အနေနဲ့မဟာဗျူဟာချက်ရှင်ပြိုင်နိုင်ဖို့ဆိုရင်ဒါဒီထိုင်ဝမ်ကိုဒါသူလက်ရှိသိမ်းကျင်နေတဲ့အဓိကရည်ရွယ်ချက်တွေဖြစ်လာပြောချင်တာဒီခုအမေရိကန်ရောဒါတရုတ်ဘောကဒီအခုဒီရုရှားဖြစ်နေတဲ့ဒါစီရေးရှင်တွေပေါ်မှာမူတည်ပြီးတော့ဒါတရုတ်ကတော့အဓိကပေါ့ဒါခုရုရှားရဲ့အခက်ကိုကြည့်ပြီးဒါသူ့အနေနဲ့တစ်ဖက်ကဒါဒီရလာတဲ့ခွင့်ရကိုဒါလက်တွေ့အသုံးချနေတာတွေ့ရတော့ဘာလို့ဒါအဓိကထိုင်ဝမ်အနေနဲ့ကဒါခုလက်ရှိအမေရိကန်ရောတရုတ်ဘောကဒါဒီမဟာဗျူဟာရအားပြန်မှုဒီခုဖြစ်နေတာအမေရိကန်အတွက်ကလည်းဒီခုလက်ရှိဒါတရုတ်ကိုဒါဥတီဖို့အတွက်အားပြန်ဖို့အတွက်ဆိုရင်ဒါထိုင်ဝမ်အဓိကကြာလို့ဒါဒီတရုတ်အနေနဲ့ကလည်းတစ်ဖက်ကပြင်ကြည့်မယ်ဆိုရင်ဒါဒီအမေရိကန်ပါဝင်ဒါနောက်ဥရောပနိုင်ငံတွေအားလုံးအတွက်ကိုဒါဒီအရေးပါတဲ့ဒါဗျူဟာရဒါသိမ့်ပိုက်တိုက်ခတ်မှုမျိုးတွေပြုလုပ်ဖို့အတွက်ဆိုရင်ဒါထိုင်ဝမ်ကိုအဓိကဒါဥတီလာဒါနိုင်ငံလုံးအတွက်အဓိကဥတီချက်တွေဖြစ်တာဖြစ်တဲ့အတွက်ဒါကုန်သွယ်ရေးစစ်ပွဲခုလက်ရှိရှေ့နေတွေပေါ့ဒါနောက်ဆုံးရှေ့နေတွေပြီးသွားခဲ့ရင်တော့ဒါဒီတရုတ်နဲ့အမေရိကန်နိုင်ငံအနေနဲ့ကလက်ရှိတောင်တရုတ်ပင်လယ်အကြီးရဒါဒီထိပ်တိုက်တွေ့ဆုံလာနိုင်တဲ့ဒါအခြေအနေတစ်ခုဖြစ်လာနိုင်တယ်လို့ဒါကျွန်တော်အနေနဲ့မြင်မိတာအားလုံးကျေးဇူး